ကမေမေကိုဘယ်နေရာလဲမျက်လုံးမေးတာမေမေကမှတ်ထားလိုက်မယ်နော်အဲ့တော့သမီးလေးကိုမေမေကဘယ်နေရာနန်းစေချင်တယ်လို့မှတ်သမီးလေးမျက်နှာမှတ်โอเคပြီလားမှတ်လေဒိုလေးလေးမျက်နှာမေမေကသမီးလေးကိုဘယ်နေရာနန်းစေချင်လဲနန်းစေချင်တဲ့နေရာလေးသမီးကမှတ်လို့မှတ်ပြရလားဒီရမှာအဲ့လားနှာခေါင်းဆိုနှာခေါင်းမျက်လုံးဆိုမျက်လုံးပါးစပ်ဆိုပါးစပ်အဲ့လိုလေးမှတ်လေမှတ်ပြီနော်အဲ့တော့မှတ်လေသမီးလေးမှတ်လေโอเคသမီးလေးကိုမှတ်ရမှာကိုမှတ်ရမှာလေကိုမှတ်โอเคလာအားစမယ်သမီးလေးကအဲ့တော့သမီးမမေကသမီးလို့ဘယ်ညာနန်းစေခြင်းလဲဆိုတော့သမီးလေးနဲ့နားရမှာလေမာတယ်မေမေကလည်းသမီးလေးကိုဘယ်နာနန်းရမလဲမေဘယ်ညာနန်းစေခြင်းလဲမှန်လားဆောင်းနေမဆောင်းဒီလေးအတိုင်းဆောင်းမလား